ရန်ကုန်မှာညဘက်တက်စီငါးစီးရင်လမ်းသိတဲ့တက်စီဒရိုင်ဘာကြောင့်မတော်တရောကြံစည်ဖို့စူးစမ်းခံခဲ့ရတဲ့အမျိုးသမီးညဘက်မှာခရီးသွားလာရင်းနဲ့ကားငါးစီးတဲ့အမျိုးသမီးလေးအနေနဲ့တင်ငန်းစာယူနိုင်ဖို့တတိထားနိုင်ဖို့သတင်းလေးတစ်ပုဒ်ကိုတင်ကြပေးခြင်းပါတယ်ဒီဖြစ်ရကမကြာသေးခင်ကမှရန်ကုန်မှာတကယ်ဖြစ်ခဲ့တာဖြစ်ပြီးအခုလက်ရှိချိန်မှာကျူးလွန်သူကိုအမှုဖွင့်ထားပြီလို့သိရပါတယ်ဒီဖြစ်ပျက်ကတော့ပြီးခဲ့တဲ့ဇူလိုင်လ30ရက်နေ့ည7:00နာရီကျော်လောက်ချိန်မှာဖြစ်ခဲ့တာပါအမျိုးသမီးတဦးဟာသူ့ရဲ့အိမ်ကနေအပြင်ကိုကိစ္စတစ်ခုရှိလို့ထွက်လာရင်းနဲ့အရင်ကတခါခေါ်ခဲ့မှုတဲ့ကီလိုကားသမားတဦးကိုဖုန်းဆက်ပြီးတော့ကားငှားစီခဲ့ပါတယ်ခရီးစဉ်တွင်မှာပဲအဲ့ဒီကားသမားကရိုးရိုးသွားနေကြလမ်းမဟုတ်ပဲတောင်ဥက္ကလာစက်မှုစုံလမ်းထဲကနေဖြတ်လမ်းတစ်ခုကိုဝင်မောင်းခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူနဲ့သူပါလာတဲ့အမျိုးသမီးရဲ့လေမင်းကိုညှစ်ပြီးတော့အထမပြုကျင့်ဖို့ကြိုးစားခဲ့ပါတယ်။ဒီအချိန်မှာအဲ့ဒီအမျိုးသမီးရဲ့တငယ်ချင်းတယောက်ကဖုန်းခေါ်ဆိုလိုက်တော့အဲ့ဒီအမျိုးသမီးရဲ့ဖုန်းထဲကနေမလုပ်ပါနဲ့ဆိုတဲ့တောင်းပန်တန်ကိုကြားခဲ့ရပါတယ်။အဲ့ဒီခါမှာမတော်တရောပြုကျင့်ခံရသူနေပါဖြစ်ခဲ့တဲ့အမျိုးသမီးကပစ္စည်းတွေပတ်စံတွေလိုချင်ရင်ယူပါလူကိုမထိခိုက်ပါနဲ့လို့ပြောပြီးအခြေအနေကိုထိန်းခဲ့ပါတယ်။အဲ့ဒီခါမှာကားသမားကမင်းကိုမြင်မြင်ချင်းကြိုက်လို့ပြောခဲ့ရပါအဲ့ဒီတော့မျိုးသမီးကလည်းကြိုက်တယ်ဆိုရင်လည်းချိန်ယူပြီးတော့ရေးစားစကားပြောပါဆိုပြီးချုံမော့ပြောဆိုခဲ့ရကြောင်းကားသမားလည်းလဲပင်းညစ်ထားတာကိုလွတ်ပေးပြီးတော့ကားကိုဆက်မောင်းခဲ့ပါတယ်ဒါပေမဲ့ဒီဖြစ်ပျက်တွေဖြစ်နေချိန်မှာဖုန်းထဲကနေပဲအတန်တွေကြားနေရတဲ့အမျိုးသမီးရဲ့တငယ်ချင်းကတော့စိုးရိမ်စိမ့်နဲ့ဖုန်းတွေထက်ခေါ်နေခဲ့ရပါအဲ့ဒီတော့မတော်တရောပြုတ်ချိတ်ခံရမလို့ဖြစ်ခဲ့တဲ့အမျိုးသမီးကငါအဆင်ပြေလို့ဝယ်ပြောနေခဲ့ရကြောင်းပူပြီးတော့တန်တရားဝင်လာခဲ့ပါတယ်။ဒါကြောင့်ကချင်လိုပဲနေရလဲလို့မိလိုက်တော့အမျိုးသမီးကရန်ကင်းဆိုတဲ့နေရာဆိုင်ပုတ်တွေ့ရလို့ပြန်ဖြေခဲ့ပါတယ်။ရန်ကင်းဆိုတဲ့တန်ကိုကားသမားကြားလိုက်တာနဲ့သူရောက်နေတဲ့နေရာမှာပဲကားကိုရုတ်တရက်ရက်လိုက်ပြီးတော့အမျိုးသမီးရဲ့လေဘင်းကိုဒုတိယကြိမ်ထက်ညက်ပြီးတော့နှုတ်ပိတ်ဖို့ထိစ조사ခဲ့ရပါဒီအချိန်မှာပဲအသက်လူပြီးတော့ရုံရင်းကန်ရင်းနဲ့ကားဟွန်းကိုထိမိခဲ့ပါတယ်။အဲ့ဒီအတန်ကြောင့်ပဲအနီးနားကတောင်ဥက္ကလာရုံဝင်းတွေကအကူတွေထွက်လာခြင်းနဲ့ဒီဖြစ်ပျက်ကိုမြင်ခဲ့ရကြောင်းဝိုင်းဝန်းကူညီပေးခဲ့လို့အဲ့ဒီမျိုးသမီးလည်းအသက်ပင်ကနေလွတ်မြောက်ခဲ့ပါတယ်ဒီဖြစ်ရတဲ့အမှုဖွင့်ထားပြီးဖြစ်လို့တရားဥပဒေအရဆက်လက်ဆောင်ရွက်သွားမှာပါဒီဖြစ်ပျက်ကိုကြည့်ပြီးတော့ညဘက်မှာကားငှားစီတဲ့အမျိုးသမီးတွေအနေနဲ့တတိထားနိုင်ဖို့အလို့ချင်းဒီမျိုးမှမဆိုကိုကာကွယ်နိုင်ဖို့အတွက်အသိပညာလေးတွေကိုမျှဝေပေးလိုက်ပါတယ်နံပါတ်1ယုံကြည်စိတ်ချရတဲ့ app တွေကိုပဲအသုံးပြုပါGrab, Oway, Hello မြန်မာစတဲ့ယုံကြည်စိတ်ချရပြီးတော့ကားသမားရဲ့သတင်းချက်လက်တွေကိုတရားဝင်မှတ်တမ်းတင်ထားတဲ့ Ride Hailing App တွေကိုပဲအသုံးပြုပါကားသမားနဲ့ကိုယ်တိုင်ဖုန်းချိတ်ဆက်ပြီးတော့စီးတာမျိုးကိုရှောင်ပါနံပါတ်2ကားနံပါတ်နဲ့ရင်မောင်းချက်လက်ကိုမျှဝေပါကားမစီးခင်မှာတင်ကားနံပါတ်ကားမောင်းသူရဲ့နာမည်နဲ့ပုံစံကိုမိသားစုဝင်ဒါမှမဟုတ်တငယ်ချင်းတယောက်စီကိုပို့ပေးပါနံပါတ်3ခရီးစဉ်တစ်လျှောက်သတင်းရှိပါကားစီးနေစဉ်မှာဖုန်းကင်ပြီးအလုပ်များနေတာတချင်နားထောင်ရင်လည်းအိမ်ငိုက်နေတာမျိုးမလုံးမိဖို့အရေးကြီးပါတယ်။ကားသမားကလမ်းကြောင်းပြောင်းတာဒါမှမဟုတ်ရုတ်တရက်ရက်တာမျိုးလို့ရင်တတိထားပြီးတော့ချက်ချင်းအခြေအနေကိုစစ်ဆေးပါ။ဒီဖြစ်တဲ့အခါတာမန်ကားငါးစီးရတဲ့အသက်အန္တရာယ်ပါကြုံခဲ့ရတာကြောင့်အထူးတတိထားတင်ပါတယ်။တင်းနေနဲ့ကိုရိုင်းတာမကတင်းရဲ့ပတ်ဝန်းကျင်ကမိတ်ဆွေတငယ်ချင်းတွေကဒီအကြောင်းအရာလေးကိုမျှဝေပေးပြီးတော့တတိပေးနိုင်ပါတယ်။ဒီဖြစ်တဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်။ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရှင်။